ဒီနေ့မှာတော့မမေတငယ်ချင်းတီတီတို့နဲ့ညီနီကုန်းကရဟေးတာဝါမှာရှိတဲ့စီကာ restaurant မှာဝါရီသွားဆွဲမှာပဲဖြစ်ပါတယ်စီကာ restaurant ကညီနီကုန်းရဟေးတာဝါရဲ့ system floor မှာရှိပါတယ်ရှင်မီနူးဆောင်ကိုလှန်ပြီးတော့အပြည့်ပြည့်နေရွေးနေတယ်ပေါ့နော်အိမ်မှာလည်းတဲ့ရာမီနူးရွေးပြီးတာနဲ့ခုံပေါ်မှာမနေတော့ဘူးပေါ့နော်။ तू ကနေရအစ်စ်ကိုရောင်းနေတာဖြစ်တဲ့အတွက်ကြောင့်မှအရန်ကိုပဲပေါ့နော်စူးစမ်းချင်နေပါတယ်။အဲ့တော့လမ်းရင်လျှောက်ပြီးတော့တစ်ဆိုင်လုံးကိုစူးစမ်းကြည့်ပါတယ်ရှင်။ဟင်ဘောတွေကိုစောင့်နေရင်းနဲ့ view လေးတွေကိုလည်းကြည့်ပြပါတယ်ရှင်။ view လေးတွေကအရန်လှပါတယ်။သမီး join လေးကအရန်နေပျော်ရွှင်ပြီးတော့ပေါ့နော်ကနေပါတယ်။ကြက်ကင်ကိုအပြီးအပြင်းနေဆွဲနေပါပြီနော်။မမေကင်မိထားတာကို तू အားမရလို့ပေါ့နော်သူ့ဘက်သူကင်ပြီးအပီးပြင်းနေဆွဲနေပါတယ်စားလို့ကောင်းနေပေါ့နော်ဆန်ကက်သီးနဲ့လှုပ်ထားတဲ့ fruit juice လေးလည်းတောက်ခဲ့ပါတယ်ရှင်သူ့အတွက်မှာပေးထားတဲ့ fruit juice ကိုတိတ်ပြီးမတောက်ချင်ဘူးပေါ့နော်တီတီတို့တောက်တဲ့ဟာကို तू လိုက်ပြီးတောက်ချင်နေပါတယ်တဲ့ဒါရဲ့ဘာတောက်မှလဲအဲ့ဒါခဏလေးဘယ်တောက်မှဒီကအဲ့ဒါခဏနေဦးနေရရွှေ့မယ်ရတော့မှာရမမရဘူးပြန်မရဘူးအရင်ကပဲပြရှင်ခဲ့ရတဲ့နေ့လေးတစ်နေ့ပါရှင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကြောင့်အားလုံးအများကြီးကျေးဇူးတင်ပါတယ်ရှင်အဘွားဟုတ်တယ်